မမျိုးတို့ကလေဒီငွေကြေးဆိုတဲ့အရာတွေနဲ့ပေါ့နော်ကိုမွေးတဲ့နေ့ကစပြီးတော့မှကိုတည်တဲ့အထိပေါ့နော်သူနဲ့အတူတူဒါခရီးဆက်နေရအောင်ပါပဲကိုရဲ့လက်ထဲကပတ်စံပျော်ရွှင်မှုနဲ့ရတဲ့ငွေလားကောင်းတာလုပ်ပြီးရတာလားအနိုင်ကျင့်ပြီးရလာတာလားလိန်ပြီးမှရလာတာလားခံစားချက်မျိုးစုံရှိကြတယ်မမျိုးတို့လူတိုင်းရကွာဒီငွေကြေးကိုတစ်မျိုးမဟုတ်တစ်မျိုးပုံစံနဲ့လိုအပ်နေကြတယ်လို့အဲ့ဒီငွေကြေးရအောင်လဲမမျိုးတို့ကနီးမျိုးစုံနဲ့ဖန်တီးနေကြရတာပေါ့နော်အဲ့ဒီမှာမကိုကလေစိတ်ညစ်နေတဲ့ပိုက်ဆံတွေငိုနေတဲ့ပိုက်ဆံတွေဖန်တီးလိုက်မိပြီဆိုလို့ရှိရင်သေကြတယ်အဲ့ဒီငွေကကိုယ့်ရှိကနေမြန်ထွက်ခွာသွားလိမ့်မယ်ကိုဘဝအတွက်ငြိမ်းအေးမှုမပေးဘဲနဲ့ပေါ့နော်မျက်ရည်တွေပဲဆွဲခေါ်လာလိမ့်မယ်ပြုံးနေတဲ့ပိုက်ဆံဆိုလို့ရှိရင်တော့လေ तू ကကိုယ့်လက်ထဲမှာပျော်နေလိမ့်မယ်သူ့ရဲ့နောက်ထပ်အပေါင်းအဖော်တွေကိုပါထပ်ပြီးခေါ်လာလိမ့်မယ်နောက်ဆုံးကျတော့ तू ကအိမ်တော်ရက်သားကြပြီးတော့မှနောက်ထပ်မျိုးဆက်အသက်တွေထပ်ပွားပြီးတော့ကိုယ့်ရှိမှာအကြာကြီးနေလိမ့်မယ်ငွေကြီးအများကြီးရှိတာမရှိတာနဲ့မဆိုင်ဘူးချမ်းသာတယ်လို့ခံစားရတယ်ကိုယ့်ရှိသလောက်လေးနဲ့ပဲအေးငြိမ်မှုရရှိလိမ့်မယ်ကိုစီကနေထွက်ခွာသွားတယ်ဆိုရင်တောင်မှပေါ့နော်ပူလောင်မှုမပါဘဲနဲ့ကောင်းကျိုးပြုဖို့ယေရှုဆက်ဖို့ကုသိုလ်ပြုဖို့ပျော်ရွှင်မှုတွေလက်ဆင့်ကမ်းဖို့ထွက်သွားတာမျိုးပဲဖြစ်လိမ့်မယ်မယူသင့်တဲ့ပိုက်ဆံမရသင့်တဲ့ပိုက်ဆံသူများမကြည်ပြူတဲ့ပိုက်ဆံတွေကိုကိုယ့်ရဲ့လက်ထဲကိုလုံးဝအရောက်မခံပါနဲ့ကိုယ့်ရဲ့လက်ထဲကိုရောက်ရှိလာတဲ့ပိုက်ဆံတွေကသူများပျော်ပျော်ရွှင်ရွှင်နဲ့ပေးလိုက်တဲ့ happy money ဖြစ်ဖို့အရန်ကိုအရေးကြီးတယ်မမျိုးအပါဝင်ကိုယ့်ရဲ့ချစ်မိတ်ဆွေတွေအားလုံးဟာဒီပိုက်ဆံငွေကြေးတွေကိုတနည်းနည်းနဲ့ကိုကရအောင်ရှာဖွေနေကြတာဖြစ်လို့ကိုယ့်ရဲ့လက်ထဲကိုရောက်လာတဲ့ပိုက်ဆံသူများကလိုချင်နဲ့ပေးတဲ့ငွေလားသူများလေဘင်းကိုအတင်းညစ်ပြီးမှတောင်းလို့ရလာတဲ့ငွေတွေလားကိုယ့်ရဲ့ပိုက်ဆံအိတ်ထဲကငွေတွေကပြုံးနေတာလားငိုနေတာလားဆိုတာမမျိုးတို့ကစမ်းစစ်ဖို့လိုတယ် happy money လေးတွေရောက်လာတယ်ဆိုရင်တော့ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံးကိုယ့်ရဲ့ဘဝတစ်သက်တာလုံးချမ်းသာပျော်ရွှင်ရမှာပါလို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်ဒီချယ်မျိုးအေးပါ